စုံထားရဲ့အိမ်ကိုစွန်းစားကြွခဲ့ပြီးတော့စုံထားကတရားဟောကြားဖို့လျှောက်ထားတဲ့ခါမှာဘုရားရှင်ကလောကီလူပေါင်းကအိမ်အောင်တွေများအတွက်လိုက်နာမှတ်သားဖွယ်ရာများကိုဟောကြားတော်မူခဲ့ပါတယ်။အိမ်အောင်တွေဘဝမှာဇနီးနဲ့ခင်မွန်းတင့်မြတ်မှုရှိမှသာတာယာချမ်းမြေနိုင်မှာဖြစ်ပြီးဒါမှလည်းလူသားကောင်းကျိုးတွေဆောင်ရွက်နိုင်မှာဖြစ်ကြောင်းခင်မွန်းဖြစ်သူဟာဇနီးမယားပေါ်မျက်နှာတန်ဖိုးထားမှာဖြစ်ပြီးတော့ဇနီးကလည်းခင်မွန်းပေါ်လေးစားမှာဖြစ်ကြောင်းနှစ်ဦးသားပြန်လည်သစ္စာစောင့်သိကြပြီးတော့အိမ်အောင်ဖောက်ပြန်ခြင်းကိုဆက်ဆုပ်ယွန်ရှာတင်ကြောင်းမြည်သည့်ကိစ္စမဆိုအပြန်လည်တိုင်ပင်ပြီးမှဆုံးဖြတ်ချက်တစ်ခုကိုချတင်ကြောင်းဇနီးတဲ့အနေနဲ့ခင်မွန်းပေါ်တန်ဖိုးထားသလိုခင်မွန်းရဲ့မိသားစုပေါ်ကိုလည်းထပ်တူသဘောထားတင်ကြောင်းနေ့စဉ်ချက်ပြုတ်ကျွေးမွေးရခြင်းကိုလည်းအလုပ်တစ်ခုလိုသဘောမထားဘဲမိသားစုကိုပြုစုခွင့်ရတဲ့အခွင့်အရေးတစ်ခုလိုမှတ်ယူတင်ကြောင်းနှစ်ဖက်မိဘများနဲ့သားသမီးများပေါ်မှာအထူးပြုစိုက်တင်ပြီးဒါတွေအားလုံးဟာဇနီးတဲ့တဦးရဲ့ဘဝအစိပ်ပိုင်းများဖြစ်ကြောင်းဘဝကိုမိမိတဦးတည်းအတွက်အသက်မရှင်ဘဲပတ်ဝန်းကျင်အတိုင်းဝိုင်းကိုလည်းပျော်ရွှင်မှုတွေမျှဝေပေးတင်ကြောင်းလောင်းကစားနဲ့တေးသေးတို့ကိုအထူးရှောင်ကျဉ်ပြီးတော့ဂျေဇုတည်ခြင်းနဲ့မေတ္တာကရုဏာတရားများကိုစ조사မွေးမြူတင်ကြောင်းဘဝကိုရိုးရှင်းချင်းကျင့်ဆောင်ပြီးတော့မြင်မားစွာကြံစီတင်ကြောင်းအချိန်ရာတိုင်းစစ်မှန်သောယဟန်တန်ဃာထံမှဆုံးမဩဝါဒခံယူပြီးတရားဘာဝနာပွားများတင်ကြောင်းတရားရှုမှတ်ခြင်းကဆိုရင်တော့ကအားလုံးကိုကြော်လွှားစေဖို့အထောက်အကူဖြစ်စေပြီးထာဝရငြိမ်းအေးမှုရဲ့လမ်းအစလည်းဖြစ်ကြောင်းနေ့တစ်ခုမှနိုးထလာတိုင်းဘဝအသစ်မှာမွေးဖွားသလိုခံယူပြီးတော့အကောင်းဆုံးရှင်သန်နေထိုင်မှုစ조사တင်ကြောင်းဂျေဇုတည်တတ်မှုစာနာနားလည်မှုတို့နဲ့ဘဝကိုရှင်တွဲနေထိုင်ပြီးတော့ရာခဲလာတဲ့လူဘဝကိုတန်ဖိုးထားတင်ကြောင်းဒီတတ္တလောကကြီးမှာတစ်ပင်ပန်းမှန်လေထုနဲ့ရေထုတွေကောင်းကင်တွေပိုင်ဆိုင်ထားပေမဲ့ဒါရီယာမိမိတို့ပိုင်ဆိုင်တဲ့အရာတွေမဟုတ်ကြောင်းဒီလိုသဘာဝပတ်ဝန်းကျင်ပေါ်မှာလဲဂျေဇုတည်တတ်ဖို့လိုကြောင်းအများကြီးမဟုတ်ရင်တော့ရှင်သန်နေထိုင်ခွင့်ရတဲ့ပေါ်ဂျေဇုတင်တင်ကြောင်းဘဝကြီးမှာပညာများများဆဆမတ်တက်မြောက်ခဲ့ရင်တော့ကျမ်းမာရှင်သန်ရာခြင်းတို့ဂျေဇုတင်တင်ကြောင်းမကျမ်းမာရင်တော့မှအသက်ရှင်ခွင့်ရှိနေတာကိုဂျေဇုတင်တင်ကြောင်းဒီလိုဂျေဇုတည်တဲ့စိတ်နဲ့ရှင်သန်နေထိုင်မှာကမိမိရဲ့ဘဝဟာဘလောက်လှပလာမလဲဆိုတာကိုယ်တိုင်ခံစားမှာဖြစ်ကြောင်းဟောကြားတော်မူခဲ့ပါတော့တယ်။အဲနောက်ဆုံးတာဘုရားရှင်နဲ့တကွတန်ဃာများအားလုံးကိုဆုံးကပ်လူခဲ့ပြီးဒီနေ့မှာဘုရားရှင်တို့အထူးချက်ပြုတ်ပြင်ဆင်ထားတဲ့ဟင်းလျာကတော့ရာသီချိန်မှာဥဖြဖြပေါ်တဲ့မှုဟင်းပဲဖြစ်ပါတယ်။ဘုရားရှင်မိုးဟင်းကိုဖုံးပေးလိုက်ချိန်မှာရုတ်တရက်ကောင်းကင်ပြင်ကြီးမဲမှောင်သွားပြီးတော့မိုးချိန်တန်များထွက်ပေါ်လာပါတယ်။အဲ့ဒီဆိုရင်ဟာဘုရားရှင်နောက်ဆုံးဖုံးပေးခဲ့တဲ့ဆိုရင်တစ်ခွက်ပဲဖြစ်ပြီးတော့နောက်ဆုံးဆုံးဖြစ်တာကြောင့်နတ်တွေကနတ်ဩဇာများဝိုင်းထည့်ထားကြပါတယ်။ဒါကြောင့်ဆိုပါဆိုရင်ကိုဘုရားရှင်မှာအပတခြားယဟန်များဖုံးပေးမိပါကလုံးဝအစာမကြေနိုင်တဲ့အဖြစ်ကိုရောက်ပါလိမ့်မယ်။ဒါကြောင့်ဘုရားရှင်အကြံရှိနေတဲ့ဆိုရင်များကိုမြည်သည့်ယဟန်ကိုများမကတ်စေပဲကျွင်းတူးမြေမြုပ်ပစ်လိုက်ဖို့မိန့်ကြားခဲ့ပါတော့တယ်။ဆုံးစားပြီးတဲ့နောက်မှာဘုရားရှင်နဲ့ယဟန်များကုသီနိုင်အောင်ပြီးကိုခရီးဆက်လာခဲ့ကြပြီးတော့လန်ခုလန်မှာဘုရားရှင်ဟာပြင်းထန်လွန်းစွာသောသွေးတွေဆင်းတဲ့ယောဂါကိုခံစားခဲ့ရပါတော့တယ်။